အားလုံးပဲမင်္ဂလာပါခင်ဗျာ welcome back okay ပြောစီရည်ပါနော်ကျွန်တော်မနေ့ကမက္ကဆီကိုအသင်းနဲ့တောင်ကိုရီးယားအသင်းကိုကမ္ဘာဖလား2016မှာအဖွင့်ပွဲဝယ်တင်မှာကျွန်တော်အားပေးမယ်လို့ပြောခဲ့တဲ့အသင်းလုံးအနိုင်ရရှိသွားပါတယ်မက္ကဆီကိုကတော့ 2-0 ဆိုတဲ့ result နဲ့ပြီးတော့လို့ရှိရင်တောင်ကိုရီးယားကကြတော့2-1 ဆိုတဲ့အလှည့်အပြောင်း result နဲ့အရန်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့အခုကျွန်တော်တို့ဒီနေ့ညပေါ့နော်တောက်ကြနေ့ကမ္ဘာနောက်ချက်မှာတော့တောက်ကြပြီကျွန်တော်တို့ကမ္ဘာရှိချက်မှာဆိုလို့ရှိရင်စနေနေ့မှာကျွန်တော်ဒီမနေ့တနားရီခွဲခိုင်းစံတော်ဒီမနေ့တနားရီမှာကံမဲ့အင်ရှင်ကနေဒါအသင်းနဲ့ဘိုစနီးယားအသင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့အာပီမာကကနေဒါတဲ့ပါလို့ねโอเคဒါတခုကျွန်တော်တို့အင်ရှင်မြန်မာစံတော်ဒီမနေ့9နာရီခွဲခိုင်းစံတော်ဒီမနေ့10နာရီအင်ရှင်အမေရိကအသင်းနဲ့ပါရာဂွေးတို့အသင်းမှာကျွန်တော်ကတော့အမေရိကအသင်းကိုအားပေးမယ်ဘာကြောင့်လဲဆိုတော့ပွဲပြီးကန်ဒီမှာကျွန်တော်စိတ်ထဲမှာထင်နေတာပေါ့လေအဲ့ဒါပါလဲဆိုတော့ပွဲပြီးကန်ဒီကြတော့မှဒီနေ့ကိုရီးယားအသင်းလိုပဲအမေရိကအသင်းကအလဲပြောင်းတစ်ခုနဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်စိတ်ထဲမှာထင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်အမေရိကအသင်းကိုအားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့အားပေးမယ့်အသင်းကကနေဒါနဲ့အမေရိက Cheers